Hello ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါတူရီ KH channel ကျွန်တော်မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေ။ကဲထုံးစံနဲ့ကျွန်တော်တို့ develop ပြီးသွားပြီပေါ့ဗျာ။အဲ့တော့ develop ပြီးသွားတဲ့အချိန်မှာကျွန်တော်ရဲ့ YouTube ကမွေးပရိမိတ်ဆွေများကျွန်တော်ရဲ့ break မပြတော့ဘူးဗျာနော် YouTube ကကျွန်တော်နေ့တိုင်းမိတ်ဆွေများတို့လည်းဗုဒ္ဓနေ့မှာ break တောက်ကြနေမှာကျွန်တော်ရဲ့ break ပေါ့နော် break တွေပဲရွေးချယ်တွေက promo set တွေလွတ်တယ်ပေါ့ဗျာမိတ်ဆွေတို့နော်ဆိုတော့ကျွန်တော်ရဲ့ battery ကမိတ်ဆွေများတော့ဒီတစ်ပတ်ဘယ်လိုမှာလဲကျွန်တော်ကိုဒေါသကြီးနဲ့ပြောတဲ့မိတ်ဆွေလည်းရှိတယ်ဒါကျွန်တော်နားလေတယ်စိတ်ဆိုးလို့လည်းမဟုတ်ဘူးကျွန်တော် Viber တိုင်ကမှာပြန်မပြောဘူးဒီမှာလည်းကျွန်တော်ဘာမှစိတ်မဆိုးပါဘူးပတ်စပ်ပြောရရှိတယ်မင်းရဲ့ Viber Telegram နဲ့ဘာမှလည်းမဟုတ်ဘူးဘာညာကူကွာပေါ့နော်ဆိုတော့တပတ်ဝင်လိုက်တပတ်ပြောက်လိုက်တစ်ခါကျရင်၃ပတ်လောက်ပြောက်သွားလိုက်အဲ့လိုမျိုးပေါ့ဒါလည်းတကယ်ပါပဲเนาะစိတ်ဆိုးမယ်ဆိုလဲစိုးကျင်စရာပါပဲကျွန်တော်နားလဲပါတယ်เนาะဒါပေမဲ့ကျွန်တော်လာဟိုင်းမီဆိုရင်ကျွန်တော်ပို့တဲ့စာလေးရှိပါတယ်เนาะအဲ့ဒါလေးတေချာလေးဖတ်ပါဘာလို့လဲဆိုတော့အဲ့မိတ်ဆွေတို့ကျွန်တော်ပြောတာပါကျွန်တော်ဒီအတိအကျသိနေတာမဟုတ်ပါဘူးကျွန်တော်ခံမှန်းရတာဖြစ်ပါတယ်ဒါကြောင့်မလို့တစ်ခါလေးမှလည်းစူးညောင်းခလို့တွေရှိနိုင်တယ်လို့တစ်ခါလေးမှလည်းပန်းလေးတွေရှိနိုင်ပါတယ်เนาะတာယာကင်မရာလေးရှိနိုင်တယ်လို့ဆိုးတဲ့လမ်းတွေလည်းကျွန်တော်ရောက်သွားနိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်း Viber Telegram မှာလောက်တာပါဒါပေမဲ့ကျွန်တော်ညံ့နေတာလည်းကျွန်တော်သိပါတယ်เนาะဆိုတော့ကျွန်တော်ညံ့နေတယ်ပေါ့ဗျာเนาะအဲ့တော့နားလည်ပြီးတဲ့မိတ်ဆွေတွေရှိတယ်ကျွန်တော်အရန်ကိုကျေးဇူးတင်ပါတယ်တကယ်ပြောတာဘာဖြစ်ဖြစ်အခုဒီစနေနေ့မှာကျွန်တော်ကို Viber မှာကျွန်တော်ချို့စာတွေဆိုကျွန်တော်မဖတ်ချင်ဘူးညာစိတ်ဆင်းရဲလို့လေစိတ်ညစ်စရာကြီးလည်းကျွန်တော်မတွေးချင်တော့ဘူးချို့စာတွေဆိုလည်းကျွန်တော်မဖတ်ချင်ဘူးဒါပေမဲ့ကြည့်ဘူးပေါ့ဒါပေမဲ့ Viber မှာတောင်းဆိုပြီးတော့ hi ဆိုတဲ့စလုံးလေးမြင်ရတဲ့အတွက်ကျွန်တော်အရန်ဝမ်းသာတယ်အဲ့ဒီမိတ်ဆွေလည်းကျွန်တော်ကျေးဇူးတင်ပါဘာဖြစ်ကေးရှယ်ဒီလိုအခြေအနေရောက်နေတာဥပမာ Viber Telegram ဆိုတော့တပတ်ဝင်လိုက်တပတ်ပြောင်းလိုက်ဖြစ်နေတဲ့အခြေအနေမှာတော့မှ hi ပေးကြတယ်အဲ့ဒီမိတ်ဆွေတွေကိုကျွန်တော်ကျေးဇူးအရန်တင်ပါတယ်ကျွန်တော်ပို့စပတ်တွေပြောတဲ့မိတ်ဆွေတွေလည်းကျွန်တော်စိတ်မဆိုးပါဘူးနားလည်ပါတယ်ကျွန်တော်ကိုချင်းစာပါတယ်တခါလေကြာနေကျွန်တော်အဲ့ဒီမိတ်ဆွေနေရာမှာလည်းကျွန်တော်ဆိုရင်လည်းပြောမိမယ်လို့ကျွန်တော်ထင်တယ်စိတ်မထင်နဲ့တော့လေဒါမှလည်းအပူပင်တော့ကနေဆိုကျွန်တော်ပြောမိမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်နားလည်ပါတယ်လို့ကျွန်တော်ပြောလို့ပါတယ်เนาะဆိုတော့ထပ်ပြောပါမယ်ကျွန်တော်နားလည်မှုအပြည့်နဲ့ဟိုင်းပေးကြတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော် KE share လည်းအမြဲတမ်းလို့ကျွန်တော်အကောင်းဆုံးစားနေတာပါပဲဘယ်တော့မှပေါ်ပြက်နဲ့မလုပ်ပါဘူးเนาะဆိုတော့တခါဒါပေမဲ့လည်းနားလည်ပြကြပါလို့ပြောလို့ပါတယ်ဗျာเนาะစိတ်ညစ်စရာလည်းကျွန်တော်မပြောချင်ဘူးเนาะအဲ့တော့ထားပါတော့เนาะအဲ့တော့မိတ်ဆွေတို့ကျွန်တော်အခုကတော့လာမဲ့ပေါ့เนาะ20ရက်နေ့ကနေမိတ်ဆွေ24ရက်နေ့ထိကျွန်တော်မွေးbreakကြောင်းပြောမှာဖြစ်ပါတယ်ဒီမွေးbreak ကလေးကကျွန်တော်မိတ်ဆွေများသိတဲ့အတိုင်းပဲเนาะခလုတ်တိုက်ခဲပါတယ်เนาะဆိုတော့တမိုးထက်တဲ့မိတ်ဆွေတွေတော့တမိုးရှိပါတယ်เนาะအဲ့တော့မိတ်ဆွေ20ရက်နေ့မိတ်ဆွေ24ရက်နေ့ထိကျွန်တော်ရဲ့အကောင်းဆုံးမွေးbreakကတော့ခွန်4 break ဖြစ်ပါတယ်အဲ့တော့ခွန်4 break ထဲကမိတ်ဆွေတို့ကျွန်တော်အကြိုက်ဆုံးရွေးချယ်ပါမယ်เนาะကျွန်တော်မိတ်ဆွေများကျွန်တော်ပြောနေကြစကားကြီးရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ယာသီရုအခြေအနေနိုင်ငံရေးအခြေအနေနဲ့ကို train ကြီးကကျွန်တော်တို့အီရန်မှာဥစ္စာကိုသွားပြီးကလိလိုက်ပြန်ပြီထားတော့ချိန်မှာဆိုလို့ငဝိုင်းရေးကြည့်ပါတယ်မိတ်ဆွေကျွန်တော်လက်ထဲမှာလေအဲ့တော့ငဝိုင်းလေးကိုချွေတာလေးနဲ့ကောင်းကောင်းမွန်လေးတကယ်အသုံးဝင်မဲ့ပစ္စည်းနဲ့လိုချင်တာနဲ့လိုအပ်တာခွဲခြားပြီးတော့လိုချင်တာတွေကိုပေးဖက်ပြီးလိုအပ်တာအတွက်ပဲငဝိုင်းကိုအသုံးချပြီးတော့ကောင်းကောင်းမွန်စုစုတောင်းလေးနေကြပါလို့ကျွန်တော်ပြောလို့ပါတယ်ခင်ဗျာเนาะဒါစေတနာနဲ့ပြောတာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေခွန်လေးပေထဲမှာကျွန်တော်ရည်ရွယ်ချက်မှုကတော့4395968ခွန်မှုနှစ်ခုဖြစ်ပါတယ်ခွန်လေးပေထဲမှာကျွန်တော်ရည်ရွယ်ချက်မှုကတော့4395968ခွန်မှုနှစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာပြည့်စုံပါစေသွားတိုင်းကိုပါလို့ရစနိုင်ပြည့်စုံပြီးတော့လောဘကိုအမှန်တကယ်ညင်တဲ့နေ့မှာခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးကိုကျွန်တော်အရင်ချစ်ပါတယ်ခင်ဗျာ